ကျမ်းမာခြင်းလားအိမ်တော်ကြီးတွေစင်ကြီးခြင်းလားနောက်ချမ်းသာခြင်းလားဆိုတာလဲချမ်းသာလုပ်တဲ့ချမ်းသာခြင်းရဲ့အကြောင်းကြီးလောက်အောင်ပါဘောနော်ဟိုလေချမ်းသာခြင်းသူကစူးစမ်းရမယ်ဒါလူတိုင်းသိပါတယ်နော်စူးစမ်းရမယ်ကံဉာဏ်ဝိရိယရှိရမယ်ဆုံးဖြတ်ချက်ဒီမှန်ကန်ရမယ်ဘုဒ္ဓတာရှိရမယ်အများကြီးပေါ့နော်အချိန်နဲ့အချိန်နေနဲ့အချိန်ခါကိုချင်းချင်းတတ်ရမယ်ဒါသိပါတယ်ဒါပေမဲ့အဲ့လိုဉာဏ်ရည်ဉာဏ်သွေးတူတဲ့လူနှစ်ယောက်ကိုအဲ့လူနှစ်ယောက်မှာစူးစမ်းတာချင်းနဲ့တူတူဉာဏ်ရည်ဉာဏ်သွေးချင်းနဲ့တူတူအနေထားချင်းနဲ့တူတူအကျိုးပေးကွာတယ်အဲ့ဒါကံနော်ကံကလည်းကွာပါတယ်အားလုံးတူပါစေသူတို့နှစ်ယောက်ရဲ့ရလက်ကမတူဘူးဆိုတာကံကွာနေတာရှင်နော်အဲ့တော့ကျမတို့တစ်ဖက်ကလည်းကျမတို့ကြိုးစားမယ်မှတ်ပါတယ်ဒါလက်တွေ့ကြကြကျမတို့အောင်မြင်ခြင်းကြီးဝါခြင်းကြိုးစားရမယ်လောကီနည်းတွေကတော့အားလုံးလည်းသိပြီးဖြစ်မှာပါနော်လောကီနည်းတွေကိုမပြောတော့ကျမကံအကြောင်းကိုပြောနေတာဖြစ်တဲ့အတွက်ကံတရားကိုလည်းပြင်ရမယ်ကျမတို့စီးပွားလည်းရှာမယ်ဒါနလည်းလုပ်ရမယ်နော်ချမ်းသာခြင်းရဲ့အကြောင်းနဲ့မှာကျမတို့ဒါနပါတယ်ဒါနဆိုတာကျမတို့အလူကြီးတွေတန်းကြီးတွေလှုပ်ပြီးတော့လူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်နေမှဒါနလို့မမြည်ဘူးနော်ချိန်တဲ့လူနေမှပတ်စံနေအများကြီးကုန်ခံနေမှမဟုတ်ဘူးဒါနဲ့တချို့ကပြောတယ်ညောင်စည်းလောက်လူပြီးတော့ညောင်မင်းကြီးလောက်ရတယ်ဆိုတာဟုတ်တယ်နည်းနည်းလေးလူဖို့ပြောတာမဟုတ်ဘူးနော်သူ့အနေထားနဲ့သူပေါ့ရှင်ညောင်စည်းလောက်လူညောင်မင်းကြီးလောက်ရတယ်ဆိုတာနည်းနည်းလေးလူပြီးများများရတာပြောတာမဟုတ်ဘူးသူကတသိန်းလောက်ချမ်းသာနေလို့နော်သူကသိန်းလောက်ချမ်းသာနေလို့10သိန်းလူမယ်ကိုကရှိတာမှသိန်း100လောက်ရှိတာ10သိန်းမလူနိုင်လို့စိတ်မစင်းရင်းနဲ့သူကသိန်းလောက်ရှိလို့10သိန်းလူရင်ကိုမှာကသိန်း100လောက်ပဲရှိ3သိန်းလူကိုလူဟာသူ့တဲ့ပုံမြတ်တယ်ပုံများတယ်အဲ့သဘောလေးကိုပြောတာအတိတ်ကဒနာတရားထက်တန်ဖို့တကယ်ကိုမှရှိရကွယ်သူစရာမရှိလို့ကိုပါဆက်ထင်းရနေပြီးတော့အစားအစာကိုအံပြီးတော့ခွေးလေးတွေကျွေးရတယ်မှဒါနဖြစ်တယ်ဆိုတာသိပြီးသားဖြစ်မှာပါအားလုံးနော်အဲ့တော့ဒါနဆိုတာမိမိအိမ်မှာလေးလုပ်လို့ရတယ်အချိန်တိုင်းလေးလုပ်လို့ရတယ်ဆိုတာလေးကိုကျွန်မဆက်ပြောပြခြင်းနဲ့